အပိုင်းလေးလောဘ၏အရေးညစ်ဘေးအန္တရာယ်တီဟာအိယာကနိုးနိုးချင်းမှာပဲအိမ်တကားကိုဝုန်းကနေဆောင်ကန်ဖွင့်ဤကြော်စွာညက်ထုလူနှရခန်းထဲကိုကျူးချော်ဝင်ရောက်လာပါတယ်ကြော်စွာလက်ထဲမှာသွေးစွန်းနေတဲ့ဓားမြောင်တစ်စင်းကိုကြိုက်ထားပြီးမျက်လုံးတွေကတော့ရမ်းမှတ်စောကြောင်နီးရဲနေပါတယ်တီဟာမင်းငါကိုလိမ့်လို့မရဘူးအဲ့ဒီဆေးမြစ်တွေကရိုးရိုးဆေးမြစ်တွေမဟုတ်ဘူးဆိုတာငါသိတယ်မင်းနောက်ကွယ်မှာဘသူရှိနေတာလဲဒါတွေကိုဘဲကရတာလေအခုချက်ချင်းပြောစမ်းတီဟာကတီငင်အောင်စူးစမ်းရင်းဒါတွေကဒေါ်တွေကတဘာဝတိုင်ရတာပါကြော်စွာရမင်းထင်တယ်လို့ဘာလိဝက်ချက်မှမရှိဘူးလို့ပြန်ပြောလိုက်တယ်ဒါပေမဲ့ကြော်စွာကတီဟာရဲ့အိတ်ကိုဆွဲဖွင့်လိုက်တဲ့အခါကြန့်ရှိနေတဲ့ဆေးမြစ်နည်းတွေကအခန်းတွင်းမှာတစ်ဖြစ်ဖြစ်လင်းလက်တော့ပါတယ်ကြော်စွာကရေမောကြီးတောတွေကတဘာဝတိုင်ဟုတ်လားဒါတွေကရွှေထက်တန်ဖို့ရှိတဲ့နဂါးဆေးမြစ်တွေကွာမင်းငါကိုအဲ့ဒီနေရာစီခုချီခင်းလိုက်ပို့ရမယ်လို့ချိန်ချုပ်ပါတော့တယ်တီဟငင်းဆန်ဖို့ကြိုးစားပေမဲ့ကြော်စွာကရွာသူကြီးသမီးမေနင်းကိုဓားစာကန်လုပ်မယ်လို့ချိန်ချုပ်လာတာကြောင့်နောက်ဆုံးမှတော့တီဟသဘောတူလိုက်ရပါတော့တယ်ညစ်နတ်တန်းခေါင်ရံမှာကြော်စော်တို့အုပ်စုနဲ့တီဟလိုဟာငကားပွတ်အိုင်စီကိုဥတီထွက်ခွာလာကြတယ်တောဟုတ်ကြီးကပုံမှန်ထက်ပိုမိုအေးစိမ့်နေပြီးတစ်ပင်တွေကလေးမတိုက်ဖဲလှုပ်ရှားနေတဲ့အောင်ထင်ရပါတယ်ငကားပွတ်အိုင်အနားကိုရောက်တဲ့အခါမှာတော့မြို့နင်းတွေကပိတ်ဖုံးနေပြီးရေကန်အလယ်မှာထူးခြားတဲ့အလင်းရောင်တစ်ခုထွက်ပေါ်နေပါတယ်ကြော်စော်လာစိတ်မရှိစွာတဲ့ဘဲမလဲငကားမဆိုတာဘဲမလဲထွက်လာတဲ့စံလို့အော်ဟစ်လိုက်ပါတယ်ရုတ်တရက်ရေပြင်ကပင်းထန်စွာတုန်ခါလာပြီးရေလိုင်းကြီးတွေကန်းဆက်ကိုရိုက်ခတ်လာပါတယ်။မြူနင်းတွေရတဲ့ကနေနဂါဝတီထွက်လာပါတယ်။ဒါပေမဲ့ဒီတစ်ခါမှာတော့သူမရဲ့ပုံစံကအရင်ကလိုနူးညံ့မညီတော့ပဲမျက်လုံးတွေကရွှေရောင်တောက်နေကဒေါသရွှေရောင်ပတ်ဝန်းကျင်ကလေထုတ်ကြတောင်ကုံရင်နေပါတယ်။တီဟာရှင်ကတိဖြတ်လိုက်ပြီလား။နဂါဝတီရဲ့အတန်ကတောအုပ်တစ်ခုလုံးဟိမ့်ထွက်သွားပါတယ်။တီဟာကမဟုတ်ဘူးနဂါဝတီကျွန်တော်အတင်းအချက်ခေါ်လာခင်ရတာပါလို့အော်ပြောပေမဲ့ကျော်စွာကတော့ဂယုမဆိုင်ပဲသူ့ရဲ့လေးများနဲ့နဂါဝတီကိုပြစ်ခတ်ဖို့ပြင်လိုက်တယ်။ဒါနဂါမှာပဲဟိဒါကိုဖမ်းမိရင်ငါ့ကိုတသက်စားမကုန်နဲ့ရွှေတွေရော့ပြီ။ကျော်စွာများကိုလွတ်လိုက်တဲ့အချိန်မှာပဲနဂါဝတီကသူမရဲ့လက်ကိုဝှေ့ရမ်းလိုက်ပါတယ်။ထိုခဏမှာပဲကောင်းကင်ကနေလျက်စီးတွေလက်ထွာပြီးရေကန်ထဲကနေကြီးမားတဲ့အစိမ်းရောင်အကြီးခွန်နေနဲ့နဂါကြီးတကောင်ဝုန်းကနေထုတ်ပေါ်လာပါတော့တယ်။တီဟာတယောက်ဘာလို့ရမယ်မသိပဲကြောက်လန့်ကြတာကြည်နေထုံးပါပဲ။နဂါကြီးကကျော်စွာတို့ရှိရာဘက်ကိုဥတီတီရေငွေ့တွေနဲ့မှုန့်ထိုးလိုက်ပါတော့တယ်။